တို့အားဘုန်းကြီးတို့မြို့နယ်တန်ခါနာယကအဖွဲနေဖြင့်ကျောင်းတိုင်တင်ရောက်တဲ့ဥပညာဝန်သားရဲ့အပလောကနာကံရဲ့ကျောင်းတိုင်တင်ရောက်ခြင်းကိုဖတ်ပြတော်မူမှာလည်းဖြစ်ပါတယ်ဗျာအပလောကနာကံဖြင့်ကျောင်းတိုင်တင်ရောက်ခြင်းမန္တလေးတိုင်းဒေသကြီးချမ်းသာသာကြီးမြို့နယ်အောင်သာယာရက်ွက်40လေးလမ်း100 108လမ်းကြားဇာဇ30လေးအကွက်တွင်းရှိသာသနာရံဒီဝိမလရာမဒေရင်ကျောင်းတိုက်ကြီးသည်ဆရာတော်ဝိမလဗုဒ္ဓတည်ထောင်ပိုင်ဆိုင်ခဲ့ပါသည်ဆရာတော်ဝိမလဗုဒ္ဓသည်1389ခုနှစ်တောင်မုံလာဇန်9ရက်29ရက်10လ2025နေ့တွင်ဘဝလက်ထံပြန်တော်မူခဲ့ပါသည်ဆရာတော်လွန်တော်မူမီတတိကြီးဖြစ်သူဥပညာဝန်သားအားနှုတ်အားဖြင့်၎င်းစာအားဖြင့်၎င်းတတ္တိတို့၏ရှေ့မောက်၌ကျောင်းတက်ကိုဆက်ခံရန်အနံခဲ့ပါသည်1389ခုနှစ်နရောလာဇန်2ရက်21ရက်17လ2025တောင်းကြနေ့၌သာသနာရံဒီဝိမလရာမလေပြင်ကျောင်းတိုက်အတွင်ရှိအန္တောတိမထကသံဃာတော်တို့ကဥယလဗုဒ္ဓ၏အန္တိဝါတိကတတိကြီးဖြစ်သူဥပညာဝန်သားအားကျောင်းတိုက်ဗြဟ္မဏနာယကကျောင်းတိုင်ဆရာတော်ဖြစ်အောက်ပါအတိတ္တိတို့ရှိမောင်း၌အပလောကနာကံဖြင့်သမုတ်၍တင်မြောက်ကြပါသည်တင်မြောက်သူနံပါတ်1ဥဒံဝရငါမြင်ဆောင်သကနာတ333 4ခွန်1ရှိနံပါတ်2ဥပါကုလနံပါတ်3ဥဝိစိတ်တနံပါတ်4ဥဒုမနလက်ခံသူဥပညာဝန်သားငါမြင်ဆောင်မာယာနာတ333နှစ်ငါတိတို့ဖြစ်ပါလေဗျာဒါကြောင့်ကြွားရောက်တော်မူလာကြသည့်ဆရာတော်တန်ခါတော်အရှင်သူမြတ်များနဲ့အားလုံးသောဓမ္မအပေါင်းသူတော်ကောင်းတို့ကသာဓု3ကြိမ်3ခါခေါ်၍အတူပြုပေးပါရန်ရှောက်ထားပန်ကြအပ်ပါသည်ဗျာနံပါတ်3စီစဉ်ရတန်ဃာတော်ရှင်သူများကတရားချင်းမြင့်တော်မူရန်ဖြစ်ပါဗျာတို့ကတော့ကြောင့်အချိန်မူတည်လို့ငင်းညာပြီးတော့ဝါတုတ္တဗမင်္ဂလံ3ဂါထာဉာဏ်နိမိတ်တံ3ဂါထာတပိတိယော2ဂါထာအဆုံးသတ်ရဲ့တရားတော်များဖြင့်ချင်းမြင့်တော်မူကြပါဗျာဝါတုတ္တဗမင်္ဂလံ